အခုဒါကကြတော့ဒါအချောကင်ချင်းဒါဒုတိယတစ်ပိုင်းဖြစ်ပြီပေါ့နော်ကျမတို့လေ့လာခဲ့တာအဲ့ခါကျတော့ဒီဘက်ကပုံလေးကိုပထမဆွဲခဲ့တဲ့ပုံလေးကိုကျမဒီဘက်မှာတပုံထပ်ဆွဲလိုက်တယ်ပေါ့နော်အခုပထမပုံမှာပေးထားတဲ့12ပေ10ပေဆိုတဲ့ဟာကျတော့ तू ကဒီမှာအနက် line နဲ့ပေါ့အဲ့အနက် line ကဒီဘက်ပုံမှာဆိုလို့ရှိရင်ဒါဒီမှာအနက် line နဲ့ပြန်ဆွဲထားတယ်ပေါ့နော်အတိုင်းတာတွေကဘာနဲ့ပေးထားလဲဆိုတော့စန္ဒကိုစန္ဒပေးထားတာနော်စန္ဒကိုစန္ဒဆိုတော့ဥမာဆွဲထားတဲ့အနီအောင် line ကကြတော့ဒါကတော့အုတ်နေရန်ဒူပေါ့နော်အုတ်နေရန်ဒူရဲ့စန္ဒကနေမှဒီအလယ်မှတ်ကနေမှဒီအလယ်မှတ်ထိကိုအကွာဝေးကတိုင်းလိုက်တဲ့အခါမှာကျတော့သူက12ပေပေါ့နော်ဒီဟာဆိုဒီဘက်ကဒီနေရန်ရဲ့အလယ်ကနေဒီထိကို10ပေပေါ့နော်သူကအဲ့လိုပေးထားမှာအဲ့တော့ကျွန်မပုံလေးပြင်ဆွဲလိုက်တယ်ပေါ့နော်ဆွဲတဲ့အခါမှာကျမတို့အတိုင်းတာတွေထုတ်မယ်ပေါ့နော်အဲ့တော့အချောကင်မြင့်မြင့်နှစ်ပြင်ကိုကြည့်ရမယ်အချောကင်တဲ့အခါမှာကျမတို့ကဒီဘက်ဒါဆိုကျမတို့ကဘာလဲဆိုတော့เนาะအိတ်ခမ်းပေါ့ဒါဆိုလို့ရှိရင်ဧခမ်းအဲ့တော့စဉ်းစားတဲ့အခါမှာအိတ်ခမ်းရဲ့ဒီဘက်အတွင်းဘက်ပေါ့เนาะဒီမှာပြထားတဲ့ဒီအနီရောင် line တွေပေါ့ဒါအတွင်းဘက်ကိုလည်းအချောကင်ရမယ်ပေါ့เนาะဒီဘက်အပြင်ဘက်ကိုလည်းကျမတို့ကနေရင်ရဲ့အပြင်ဘက်ကိုလည်းအချောကင်ရမယ်အဲ့တော့ကျမတို့မှာအချောကင်တဲ့အခါမှာအတွင်းနဲ့အပြင်ဆိုပြီးတော့နှစ်မျိုးရှိမယ်ပေါ့အတွင်းရဲ့အပြင်ရဲ့เนาะအခုလောလောဆယ်ကျမတို့ဘာကိုစဉ်းစားမယ်ဆိုတော့အပြင်ဘက်ကိုအရင်စဉ်းစားမယ်เนาะအပြင်ဘက်ဆိုဟိုစဉ်းစားမယ်အပြင်ဘက်ကိုစဉ်းစားတဲ့အခါမှာဆိုလို့ရှိရင်ကျမတို့အတိုင်းတာကြတော့ကျမဒီမှာဟိုဟာလေးနဲ့ဒီမှာကျမ line လေးကိုဒီလိုခြေပြလိုက်မယ်ပေါ့နော်ဒီမှာအပြာလေးsorry အစိမ်းလေးနဲ့ဒီနေရာပေါ့နော်ဒီနေရာကိုကျမတို့ဘာလုပ်ရမလဲဆိုတော့နော်ဟိုဟာလုပ်ရမယ်နော်အချောကင်မဲ့အလျားလေးပေါ့ဒီပန်းမျက်နှာပြင်ဒါအပြင်ဘက်ကနေဒါအချောကင်ရမယ်အတိုင်းတာလေးပြီးရင်ဒီဘက်မှာဆိုရင်ဒါပေါ့ပြီးရင်ဒီဘက်အပြင်မှာဆိုရင်ဒီ line လေးသူ့ကိုအချောကင်ရမယ်လीနော်အချောကင်မယ်ဆိုတော့အတိုင်းတာကြီးတွက်ရမယ်အတိုင်းတာလို့ဆိုရင်အပြင်မှာဆိုရင်ဒီမှာပြထားတဲ့သူဟာကျတော့12ပေဆိုတာကျတော့ဒီအနက် line ထိပဲရှိတယ်အနက် line ကစင်တာပေါ့နော်ဒီအလယ်မှတ်ထိပဲရှိသေးတယ်ဒီရဒီထိဆို12ရဲ့10ရဲ့ပေါင်းရင်ရဒီထိအစဆုံးက22ပေရှိမယ်နော်22ပေရှိမယ်ပြီးလို့ရှိရင်ကျမတို့ဒီနေရန်ဒုရှိမယ်ပေါ့နော်နေရန်ကကျမတို့ဒီမှာ6လက်မနေရန်ပဲဆိုကြပါစို့နော်6လက်မနေရန်ဆိုရင်ဒီဘက်အထိရောက်ဖို့အတွက်ဆိုလို့ရှိရင်ဒါ6လက်မရဲ့ဒီအနက်ကတဝက်မှာရှိနေတော့6လက်မရဲ့တဝက်ဆိုတော့ဒီဘက်က4ခွဲထပ်ပေါင်းရမယ်အဲ့တော့ဒီဘက်အချမ်းကို4ခွဲပေါင်းတယ်ဆိုရင်ဒီဘက်တစ်ချမ်းကလည်းပဲဒီမှာ10ပေကဒီဘက်တဝက်ထိပဲရှိတာမလို့ဒီဘက်ကဘယ်လောက်ထပ်ပေါင်းပေးရမလဲဆိုတော့4ခွဲထပ်ပေါင်းပေးရမယ်အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ဒီဘက်အပြင်ဘက်ပေါ့နော်ဒီဘက်အပြင်ဘက်ဒီနေရာအလျားဘယ်လောက်ဖြစ်သွားမလဲဆိုရင်သူကအစအဆုံးဆိုလို့ရှိရင်4ခွဲတစ်ခါ2ခါနဲ့22ပေပေါင်းမယ်ပေါ့နော်22ပေအပေါင်း4ခွဲအပေါင်း4ဓမ္မခွဲအဲ့ဒါဆိုလို့ရှိရင်22ပေနဲ့6လက်မဖြစ်သွားမယ်ပေါ့နော်အပြင်ဘက်က22ပေ6လက်မဘယ်နှချမ်းဖြစ်မလဲဆိုတော့ဒီဘက်အရှိဘက်ကတစ်ချမ်းဒီဘက်အနောက်ဘက်ကဒီနေရာပေါ့နော်အနောက်ဘက်ကဒီဘက်တနေရာဆိုတော့2ခုဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာရေးလိုက်မယ်22ပေ6လက်မတစ်ခုနောက်22ပေ6လက်မတစ်ခု2ခုပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒီဘက်ဘေးဘက်အချမ်းကိုတွက်မယ်ဘေးဘက်အချမ်းကိုတွက်လို့ရှိရင်လည်းပဲသူက12ပေကဘယ်ထိလဲဆိုတော့ဒီအနက်ရောင်ထိပဲဖြစ်ပါတယ်ပေါ့နော်အနက်ရောင်ထိကစန္ဒကိုစန္ဒ dimension ပဲပေးထားတယ်အဲ့တော့ဘယ်လောက်ထပ်ပေါင်းပေးရမလဲဆိုတော့နေရ6လက်မနေရမလို့ဒီဘက်ကနေမှ4ခွဲတစ်ခါစာထပ်ပေါင်းမယ်ဒီဘက်က4ခွဲတစ်ခါစာထပ်ပေါင်းမယ်အဲဆိုအစဆုံးဆိုဘယ်လောက်ဖြစ်မလဲဆိုတော့12ပေနဲ့6လက်မ12ပေနဲ့6လက်မဘယ်နှခုဖြစ်မလဲဆိုတော့ဒီဘက်ညာဘက်မှာတစ်ခုဘယ်မှာတစ်ခုညာမှာတစ်ခုဖြစ်တဲ့အခါကျတော့နှစ်ခုစာတွက်ပေးရမယ်ပေါ့နော်အဲဆိုဒါကကြတော့12ပေနဲ့6လက်မက2ခုဒါအပြင်ဘက်ပေါ့နော်အပြင်ဘက်ဆိုရင်အပြင်ဘက်က4ဘက်စာရသွားပြီပေါ့နော်4ဘက်စာရပါပြီဆိုတော့4ကပေါင်းရင်36 6လေးလီ36ဆိုရင်လက်မဆိုရင်ပေအား3ပေရှိတယ်ဆိုတော့3ညပေဒီဘက်ကို3ပေပို့မယ်နော်ပြီးရင်ဒီမှာပေါင်းမယ်ပေါ့နော်2ပေဆိုတော့2 4 6 8ပေရဲ့3ရဲ့ပေါင်းတော့17ပေဆိုတော့1ရေဒီဘက်ကို1တင်မယ်เนาะ1တင်လိုက်တဲ့အခါကျတော့2 4 5 6အပေါ်1နဲ့ဆိုတော့81ပေ3ညလက်မရမယ်သူကကြတော့အပြင်ဘက်အချမ်းเนาะအပြင်ဘက်အချမ်းဒါနေရန် only ပေါ့เนาะနေရန်ပဲတွက်မှာ
အဲ့ဒါဆိုလို့ရှိရင်ဘာမြောက်မလဲဆိုတော့သူ့ကိုဒါကကြတော့ဒါအပြင်ဘက်ရဲ့အလျားရပြီအပြင်ဘက်အလျားရပြီဆိုလို့ရှိရင်သူ့ရဲ့အမြင့်ပေါ့နော်နေရရဲ့အမြင့်တွက်မယ်နော်နေရရဲ့အမြင့်က10ပေဆိုလို့ရှိရင်ကျမတို့ဒီမှာ10ပေထက်တွက်မယ်ပေါ့နော်အဲ့တော့81နဲ့10ပေနဲ့မြောက်တော့910ပေရပါတယ်square feet ပေါ့နော်ပေမဟုတ်ဘူး sorry နော် square feet 12ရန်ပေရမယ်အဲ့တော့ပေနဲ့ပေနဲ့နှစ်ခုမြောက်တဲ့အခါကျတော့သူက area 12ရန်ပေရမယ်ကျင်းနဲ့ဆိုလို့ရှိရင်9ကျင်း9.1ကျင်းပေါ့နော်100နဲ့စားလိုက်မယ်ဆိုရင်9.1ကျင်းရမယ်ဒါကကြတော့အပြင်ဘက်အတွက်ပေါ့နော်အပြင်ဘက်အတွက်ဆိုရင်ဒါ910 12ရန်ပေကျွန်မအတွင်းဘက်ကိုတစ်ချက်ပြန်တွက်မှာเนาะဒီခါကြလို့ရှိရင်အတွင်းချန်ဒါနေရန်ဝဲတွက်မှာเนาะကျွန်မတို့ plint ဒီအောက်ကအောက်ခံခုံလုံးတွေမပါဘူးပေါ့เนาะနေရန်ကိုပဲတွက်မှာကျွန်မတို့နောက်ထပ်တစ်ခုပေါ့เนาะဒီဘက်အတွင်းဘက်ကိုကြည့်မယ်ပေါ့အတွင်းဘက်နေရန်ဆိုဘာဖြစ်မလဲဆိုတော့ကျွန်မဒီမှာအရောင်လေးကပန်းရောင်လေးနဲ့ပြန်ထပ်လိုက်မယ်เนาะပန်းရောင်လေးနဲ့ထပ်တဲ့ခါကျတော့အခုကျွန်မတို့သွားမဲ့ဒီအတွင်းနေရန်ကဒီနေရန်တစ်ခုရှိမယ်နော်သူကဘယ်နှကြောင်းရှိမယ်ဆိုတော့နှစ်ကြောင်းရှိမယ်ပြီးလို့ရှိရင်သူနဲ့တူတာဘယ်လိုရှိသေးလဲဆိုလို့ရှိရင်သူနဲ့တူတာဒီမှာတစ်ချောင်းထက်ရှိမယ်ပြီးရင်ဒီဘက်မှာတစ်ချောင်းထက်ရှိမယ်အဲ့အမျိုး၄ချောင်းတွက်ပေးရမယ်ပေါ့နော်၄ချောင်းကျွန်တော်တို့ဒီမှာတစ်ခါလေးရေးလိုက်မယ်ပေါ့နော်အတွင်းမှာက၄ချောင်းကတွက်မယ်ပေါ့နော်၄ချောင်းတွက်ကိုအတွက်ကကြတော့ तू ကဒီအနက်ရောင်ထိဆိုရင် तू က12ပေရှိတယ်ဒီမှာကျွန်မအရောင်လေးပြောင်းလိုက်မယ် तू က12ပေရှိတယ်ဒါပေမဲ့လိုချင်တာကကြတော့ဒီဘက်ပန်းရောင်လိုင်းလေးပဲဆိုရင်ပန်းရောင်လိုင်းလေးကဒီလောက်ပဲရှိတာဟုတ်တယ်မလားเนาะအဲ့ဒါ